အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိဘနှစ်ပါးစလုံးဆုံးပါသွားပြီးနောက်မှာအမွေအဖြစ်စာအုပ်အဟောင်းကြီးတစ်အုပ်ပဲရရှိခဲ့တဲ့မာရီယာဆိုတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်သူမဟာပိုင်ဆိုင်မှုဘာမှမကြံတော့တဲ့အတွက်အဖော်ဖြစ်သူ Miss Heliotrope နဲ့အတူသူမရဲ့တူဒီသောဆွေမျိုးဖြစ်တဲ့အဘိုးဖြစ်သူစာဘန်ဂျမင်စီမှာတွားရောက်နေထိုင်ခဲ့ရပါတယ်သူတို့နေထိုင်ရမယ့် Moon Acre Manor ဆိုတဲ့အိမ်ကြီးကတောအုပ်နှက်ကြီးထဲမှာရှိပြီးအစကတည်းကအရန်ကိုထူးဆန်းနေခဲ့တာပါအိမ်ထဲကိုရောက်သွားတဲ့အခါမှာလဲအိတ်ခမ်းမျက်နှာချက်ကကြေတွေကတကယ်ရွေလားနေသလိုအခန်းထဲမှာလဲမှော်ဆန်တဲ့အစားအစာတွေကအလိုလိုပေါ်လောက်တတ်ပါတယ်ဒါပေမဲ့အဘိုးဖြစ်သူကတော့လူအေးကြီးဖြစ်ပေမဲ့တောအုပ်ထဲကိုဘယ်တော့မှမသွားဖို့နဲ့သူတို့မိသားစုရဲ့ရန်သူတော်ဒီနွိုင်းမိသားစုအကြောင်းကိုပြင်းပြင်းထန်ထန်သတိပေးထားပါတယ်မာရီယာဟာသူမရခဲ့တဲ့စာအုပ်ကိုဖတ်ရင်နဲ့ Moon Acre ချွတ်ဝမ်းရဲ့ဝမ်းနည်းစရာတမိုင်းကြောင်းကိုသိခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Moon Princess ဟာကောင်းကင်ကနေလက်ဆောင်အဖြစ်ကျလာတဲ့ပလဲလုံးလေးတွေကိုပိုင်ဆိုင်ခဲ့ပါတယ်။အဲ့ဒီပလဲတွေရဲ့လောဘကြောင့် Merryweather နဲ့ဒီနွိုင်းမိသားစုနှစ်ခုဟာတိုက်ခိုက်ခဲ့ကြပြီးအပြန်အလှန်တစ္ဆာဖောက်ခဲ့ကြပါတယ်။အဲ့ဒီမှာတင် Moon Princess ကစိတ်ပြက်ပြီးဒီမြေကိုကျိန်စာတိုက်ခဲ့ပါတယ်။နောက်ထပ်နှစ်ပေါင်း900ပြည့်တဲ့အချိန်မှာ Moon Princess အသက်တာပေါ်မလာရင်ဒီချွန်ဝမ်းတစ်ခုလုံးကိုပင်လယ်ရေအောက်နစ်မြုပ်သွားစေမယ်ဆိုတဲ့ကျိန်စာပါပဲထူးဆန်းတာကအဲ့ဒီကျိန်စာပြည့်ဖို့ရပ်ပိုင်းအလိုမှာမှမာရီယာဟာအဲ့ဒီနေရာကိုရောက်ရှိလာတာပါ